အခုကျမက flag gun နဲ့တစ်ခုနဲ့တစ်ခုဘယ်လိုရော wireless ချိတ်ဆက်ပြီးမှအသုံးပြုလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့အတွက်ကျမပထမ flag gun တစ်လုံးကိုpower ဖွင့်လိုက်မယ်menu ပဲပေါ့နော်30နှစ်ဟုတ်ပြီနောက်တစ်ခုဖွင့်ကြည့်မယ် on off မှာ power ဖွင့်ကြည့်မယ်သူက S1 ဖြစ်နေတယ်ဒီလုံးကိုပြန်ဖွင့်ကြည့်မယ်သူလည်း menu ပဲဖြစ်နေတယ်ဟုတ်ပြီဒီလိုကျမတို့က flag gun တွေကိုချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင် flag gun တစ်ခုတည်းကသာလျှင် menu ရမှာဖြစ်ရမယ်ကျန်တာတွေက S1 နဲ့ဖြစ်နေရမယ်အခုကျမဒီဘယ်ဘက်ကအလုံးကို menu ရမှာထားလိုက်ပြီးအဲ့ဆိုသူ့ဒီတိုင်းပဲထားမယ်ဒုတိယတစ်လုံးကိုယူမယ်ဒုတိယတစ်လုံးမှာကျတော့ဒီ S1 S2 တွေကျမဖြစ်ချင်တာ S1 ဒီရဲ့အမျိုးအစားကကျတော့ပြောင်းမယ်ဆိုရင်ဒီမှာဒီ clock ကိုနှိပ်မယ် S2 နဲ့အသုံးပြုလို့မရပါဘူးကျမတို့ S1 ရအောင်ထားမယ် S1 ရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်တစ်လုံးနဲ့တစ်လုံးချိတ်ဆက်မယ်ချိတ်ဆက်ပြီးရင်ပထမမူရင်းထားတဲ့ flag gun ကမီးပေါက်တဲ့ချိန်မှာသူတို့လည်းတပြိုင်နက်တည်းပေါက်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်တကယ်လို့ကျမတို့က S2 ကိုလာထားခဲ့မယ်ဆိုလို့ရှိရင်ပထမ flag gun မှာရှိတဲ့မီးပေါက်ပြီးလို့ပြန်ပိတ်သွားတဲ့အချိန်လေးမှာသူတို့တွေကမီးပွင့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အခုကကျမတို့ကအားလုံးကိုတပြိုင်နက်တည်းပေါက်ချင်တာဖြစ်တဲ့အတွက်ဒီကျန်တဲ့နှလုံးကို S1 ထားမယ်သူ့ရဲ့ clock ကကြတော့ဒီမှာနော် MOD mode ဟုတ်ပြီပြောင်းလိုက်တော့ S1 ဖြစ်သွားပြီနောက်တစ်ချက်ပြန်နေလိုက် S2 ဖြစ်မယ်နောက်တစ်ချက်ပြန်နေလိုက်ရင် multi menu တွေဖြစ်မယ်အခုကျမတို့က S1 ဖြစ်ချင်တာဆိုတော့ဒီမှာ S1 ရသွားပြီဒီတက်တဲ့သလုံးလဲ S1 ဖြစ်သွားပြီဒုတိယသလုံးလဲ S1 ဖြစ်သွားပြီပထမ flag gun ကတော့ menu ရဲ့ M ပေါ့နော်အဲ့တော့သူတို့သုံးလုံးကိုမီးဒါချိတ်ဆက်မဲ့အနေထားအားလုံးဖြစ်သွားပြီအဲ့တော့ကျမတို့မီးပေါက်မပေါက်စမ်းကြည့်မယ်ပထမသလုံးကိုဒါလည်းကျမတို့နှိပ်လိုက်မယ်ဒီမီးရပေါက်လားမပေါက်လားသိချင်ကျမဒီမှာချိုးလိုက်မယ်ဒီ flag gun လေးတစ်ခုချိုးလိုက်မယ်မြင်ရလားမသိဘူးเนาะဟုတ်ပြီနောက်တစ်ခုလေးကိုဒီလိုချိုးလိုက်မယ် flag gun တစ်ခုမြင်ရပြီအခုကျမဒီမီးလေးကိုဒီလက်ထဲမှာရှိတဲ့ flag gun လေးကိုနှိပ်လိုက်မယ်မီးပေါက်မပေါက်ကြည့်ပေးကြပါဦးရှင့်ကဲမီးရပေါက်သွားပြီเนาะအဲ့ဒီမှာကျမတို့တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျမတို့အခုဒီဘယ်ဘက်မှာရှိတဲ့မီးဒီမီးလေးကကျမတို့ကင်မရာမှာတက်မဲ့မီးအဲ့လိုထားလို့ရတယ်ကင်မရာမှာတက်မဲ့မီးလို့ပဲဆိုကြပါစို့အဲ့ဆိုရင်ဒါဒီဘယ်ဘက်မှာရှိတဲ့ဒီတစ်လုံးကိုကင်မရာမှာထားမယ်ဒီမီးတွေကိုကကြတော့ကိုလိုချင်တဲ့စီမှာထားမယ်ဒီနေရာမှာအရေးကြီးတဲ့တစ်ချက်ကဒီမူရင်းမီးကိုဖောက်လိုက်တဲ့ချိန်မှာဒီစင်ဆာကိုထိရမယ်ဒီစင်ဆာကိုမထိလို့ရှင်ဒီမီးရမပေါက်ဘူးအဲဆိုတော့ဒီ clock လေးကိုနှိပ်လိုက်မယ်အဝေးနေရာမှာထားပြီးနှိပ်လိုက်မယ်စင်ဆာကိုထိရတဲ့အတွက်မီးပေါက်သွားပါပြီဒါတွေကိုစင်ဆာကိုမမြင်ရတဲ့နေရာမှာကြီးကွယ်ပြီးတော့ဒီလိုလက်တွေနဲ့အုပ်မိတာတို့လက်တွေနဲ့အုပ်မိရတော့ဘာလို့ဖြစ်သွားရဆိုရင်ဒီမီးကပေါက်မှာမဟုတ်ပါဘူးရှင်